ဟာနာဘာမှာ certificate password ရှောက်တဲ့နည်းလမ်းကိုပြောပြပေးမှာဖြစ်ပါတယ် certificate password ကဘာကြောင့်ရှောက်ရလဲဆိုရင်ဝင်လွှဲတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်ဒီကိုယ့်ရဲ့ဘဏ်ချက်လက်တွေပြောင်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် certificate password ရှိထားမယ်ဆိုရင်လွယ်လွယ်ကူကူအဆင်ပြေပြေလုပ်လို့ရမှာဖြစ်ပါတယ်နောက်ပြီးတော့လုံခြုံရေးပိုင်းဆိုင်ရာအနေနဲ့ကြည့်မယ်ဆိုရင်လည်း certificate password ရှိထားမယ်ဆိုရင်ကိုယ့်ရဲ့အကောင့်ကပို့ပြီးတော့လုံခြုံမှာဖြစ်ပါတယ်အဲ့တော့ certificate password ရှောက်ဖို့အတွက်ကျွန်တော်တို့ HANA Easy software တွေကိုဝင်လိုက်ပါဝင်ပြီးတော့ကျွန်တော်တို့အောက်ဆုံးမှာဒီ menu ဆိုတာလေးရှိပါတယ်အဲ့ဒီ menu တွေကိုတစ်ချက်ဝင်လိုက်ပါဝင်လိုက်မယ်ဆိုရင် Boan engine ဆိုတာရှိပါတယ်လောပုံစံလေးနဲ့ပေါ့နော်အဲ့တဲ့ကိုတစ်ချက်ဝင်လိုက်ပါ engine ဆို barcode ဖာကြီးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့ရဲ့အဓိကပြင်ဆင်ရမှာဘာပြင်ဆင်ရမလဲဆိုရင် ID card လိုမယ် passport လိုမယ်အဲ့ဒါကိုပြင်ဆင်ထားမှာဖြစ်ပါတယ်ဘာလို့လဲဆိုအဲ့ကောင်တစ်ခုကို scan ဖတ်ပေးရမှာပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ down ကိုနှိပ်လိုက်ပါပြီးရင်တော့ဒုံးမီကိုနှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီ code တွေကိုသူတို့စီကို message လှမ်းပို့ပေးရမှာဖြစ်ပါတယ် message ပို့လိုက်ပါပြီးရင်တော့ကျွန်တော်တို့နာမည် ID card number ဒီဖုန်းနံပါတ်နှိပ်ပြီးတော့ engine ကိုချောင်းစွာကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်သူကုတ်နံပါတ်ချပေးလိုက်မယ်ပေါ့နော်ကုတ်နံပါတ်ချပေးပြီးသွားရင် working ကိုနှိပ်မယ်ပြီးရင်တော့ကျွန်တော်တို့ဂျွန်ချဲတုံးမီစွာကိုနှိပ်ပြီးတော့ working ကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ ID card scan ဖတ်ရမယ်ပေါ့နော်ကျွန်တော်တို့ solve ချောင်းစွာနှိပ်မယ်ပြီးရင်ဒီ camera ဒီခွင့်ပြုဖို့ရအတွက် camera ရိုက်ဖို့ရအတွက်အလောကိုနှိပ်ပေးရမယ်ပေါ့နော်ပြီးရင်တော့ဒုံးမီကိုနှိပ်မယ်နှိပ်ပေးပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒါအမှန်ချစ်ကအပေါ်မှာပဲရှိပါတယ်အောက်မှာတခါအမှန်ချစ်လေးချစ်ပေးလိုက်ပါအောက်ကဟာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒုံးမီဆိုတာရှိပါတယ်အဲ့ဒါလေးကိုဒုံးမီကိုနှိပ်ပြီးတော့ဒီအမှန်ချစ်လေးနှစ်ခုလုံးပြည့်သွားပြီဆိုရင်ဒါအောင်ကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ ID card ကိုစပြီးတော့စကန်ဖတ်ရတော့မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ ID card ရှင်းမျက်နှာကိုအရင်ဖတ်ပါမယ်ချွားရောင်းစွာကိုနှိပ်ပါဒါ ID card ရှင်းမျက်နှာကိုစကန်ဖတ်မယ်ပေါ့နော်ဖတ်ပြီးသွားရင်တော့ကိုယ့်ရဲ့အချက်လက်တွေကြာလာမယ်ကြာလာပြီဆိုရင်တော့ဒါအောင်ကိုနှိပ်ပါပြီးရင်တော့ကျွန်တော်တို့ရဲ့ ID card နောက်ဘက်ချမ်းပေါ့နော်နောက်ဘက်ချမ်းကိုကိုယ်လိပ်စာရှိတဲ့ဘက်အဲ့ဒီဘက်ကိုစကန်ဖတ်မယ်ပြီးရင်တော့ကျွန်တော်တို့ဒါအောင်ကိုဆက်နှိပ်မယ်ပေါ့နော်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ရဲ့ passport ကိုစကန်ဖတ်ပေးရမှာဖြစ်ပါတယ်လင်းရောင်ကောင်းကောင်းအယောင်မပြန်တဲ့နေရာမှာဖတ်ပေးပါ passport ကိုလည်းစကန်ဖတ်ပြီးသွားပြီဆိုရင်တော့ဒါအောင်ကိုနှိပ်မယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ဘဏ်အချက်လက်ကိုကဘာဘဏ်လဲဟာနာဘဏ်ဆိုရင်ဟာနာဘဏ်ထည့်မယ်ပေါ့နော်ပြီးရင်တော့အောက်ကကိုယ့်ရဲ့ဘဏ်အကောင့်နံပါတ်ကိုထည့်မယ်ပြီးရင်တော့ working ကိုနှိပ်မယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီစာမျက်နှာပေါ်လာပြီဆိုရင်အမှန်ကျလေးနှိပ်မယ်နှိပ်ပြီးတော့ Georgian M ဆိုတာနှိပ်လိုက်ပါမယ်အဲ့ဒါပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ရဲ့ဒီ password 6လုံးထည့်ပေးရမှာဖြစ်ပါတယ်အဲ့ password 6လုံးထည့်ပေးလိုက်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ password 6လုံးထည့်ပေးပြီးသွားပြီ